အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ကငဖဲချစ်90သားကိုချစ်ပြန်မှာဖြစ်ပါတယ်ငဖဲချစ်ချစ်မယ်ဆိုရင်ဒီဓာတ်လေးသုံးရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ငဖဲချစ်မယ်ဆိုလို့ရှိရင်အရင်ကကျွန်တော်တို့ဒီခေါင်းကနေစပြီးတော့လီးရပါတယ်ပြီးရင်အသားကိုအခုလိုမျိုးလွှာရပါတယ်အခုလိုမျိုးငဖဲကိုအကောင်းလိုက်ဝယ်ပြီးအိမ်မှာချစ်စားတော့လှုပ်ရှုပ်တယ်ဆိုပေမဲ့ငဖဲအစ်စ်ကိုစားရပါတယ်လက်ဆက်ပါတယ်ဈေးလက်တက်တာပါတယ်ပြီးတော့မှဒီလိုပုံစံမျိုးရပြီဆိုလို့ရှိရင်ငဖဲကိုချစ်လို့ရပါပြီကျွန်တော်ကတော့ဇုံးလေးနဲ့ပဲချစ်လိုက်ပါတယ်ငဖဲ90သားကိုချစ်မယ်ဆိုလို့ရှိရင်အနည်းဆုံးငဖဲ20သားလောက်တော့ကျန်ပါတယ်တပိတ်သားကို13000နဲ့ဝယ်တာတော့ဒီ90သား6000ကျော်ပဲကျပါတယ်အခုဆိုလို့ရှိရင်ငဖဲချစ်က20သားလောက်ရတယ်ဆိုတော့10သားကို3000လောက်ပဲကျပါတယ်ပြီးသွားရင်တော့စပလင်နဲ့ချင်းကိုပပလီးလာလိုက်ပါမယ်စပလင်ချင်းကိုကျွန်တော်တို့အခုလိုမျိုးပဲထောင်းလိုက်ပါမယ်ငဖဲကိုကျွန်တော်ထောင်းထားတဲ့စပလင်ချင်းအရင်ညှစ်ထည့်မယ်စပလင်မုတ်ထည့်မယ်စားထည့်မယ်အရသာမုတ်ထည့်ပြီးတော့ငဖဲကိုအရသာနှံ့အောင်ထောင်းထားလိုက်ပါမယ်ငဖဲစီပြန်ရင်ချက်ဖို့အတွက်ကျက်သွန်ဖြူနီကိုခွာထားလိုက်ပါမယ်ခင်းညီနှလုံးကိုလည်းလှီးထားလိုက်ပါမယ်အခုဆိုရင်တော့ငဖဲရင်ချက်ဖို့အတွက် ready ဖြစ်နေပါပြီရင်းဆုံးငဖဲတွေကိုကြော်ထားလိုက်ပါမယ်ဒါကတော့ငဖဲချင်း20သားကိုကြော်ထားတာဖြစ်ပါတယ်ဖြူနီထောင်းထားတာကိုအရင်ဆုံးစီတက်လိုက်ပါမယ်ပြီးအယောင်တိမုတ်ထည့်မယ်ကျက်သွန်ဖြူနီစီတက်တာနွမ်းပြီးတော့ညီရောင်လေးတန်းလာပြီဆိုလို့ရှိရင်ခင်းညီလေးထည့်လိုက်ပါမယ်ပြီးွားရင်ငဖဲထည့်မယ်ရေထည့်မယ်ငံပြားရည်အရသာမုတ်စားထည့်ပြီးတော့အပေါ်အုပ်ထားလိုက်ပါမယ်ငဖဲလေးကစီပင်လာပြီဆိုလို့ရှိရင်နနပင်းနဲ့ငြူစည်းစင်းလေးကိုအုပ်ထားလိုက်ပါမယ်အခုဆိုရင်တော့အနံ့အရသာနဲ့ပြည့်စုံတဲ့ငဖဲဟင်းတစ်ခွက်ကိုရပြီပဲဖြစ်ပါတယ်ခင်ဗျာငဖဲဟင်းနဲ့တွဲစားဖို့အတွက်မနေ့ကကျွန်တော်ဈေးမှာဝယ်လာတဲ့ပစွန်ဘောကျိတ်လေးနဲ့စင်မောင်ရွက်လေးကိုစီစဉ်ယူခြင်းဟင်းလေးတစ်ခွက်ဆက်မှာဖြစ်ပါတယ်အခုဆိုရင်နေ့လည်စာစားဖို့အတွက်ဟင်းနေရတော့အားလုံး ready ဖြစ်ပါပြီကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့သူတယောက်စီတိုင်းကိုတကယ်ကျေးဇူးအထူးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာဘယ်လိုဖိုပယ်ရာဟင်းနေနဲ့ချက်ပြီးတော့ပြန်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုဖို့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ဖို့အတွက်လည်းအားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးတတား